United လုံးဝမစွန့်စားသင့်တဲ့လီယာအိုရဲ့အပြောင်းအရွှေ့ညီကိုရီးယားလုံးပဲမင်္ဂလာပါဗျာ United ဇုံကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒါတလောထွက်ပေါ်လာတဲ့အင်တာဗျူးတစ်ခုမှာယာဖေးလီယာအိုကသူ့အနေနဲ့စီးရီး A ကနေထွက်ခွာပြီးတော့စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ခြင်းနေပြီလို့ပွင့်လင်းလင်းပြောလာခဲ့ပါတယ်ဗျသူ့အနေနဲ့ Premier League ပြိုင်ပွဲတွေကိုအမြဲတမ်းစောင့်ကြည့်ဖြစ်နေပြီးတော့သူ့ရဲ့ပါရမီနဲ့စွမ်းဆောင်ရည်တွေကို Premier League ဒါမှမဟုတ်ရှင်လာလီဂါလိုပြိုင်ပွဲမျိုးတွေမှာပြသခွင့်ရရင်အရန်ကိုပျော်ရွှင်မိမှာပါလို့ဆိုခဲ့တယ်ဗျအဲ့ဒီစကားတွေကြောင့်ပဲသူ့ကိုခေါ်ယူဖို့ United အပါအဝင်အခြား Premier League အသင်းတချို့နဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ရုတ်တရက်ကြည့်ရင်တော့လီယာအိုကိုခေါ်နိုင်တာဟာအသင်းအတွက်ကြီးမားတဲ့အင်အားတစ်ခုဖြစ်လာမယ်လို့ထင်စရာရှိတယ်ဗျဒါပေမဲ့လည်းတကယ်တမ်းမြေပြင်အခြေအနေနဲ့ကျွန်တော်အမြင်အရပြောရရင်တော့ United အသင်းအနေနဲ့ဒီအပြောင်းအရွှေ့ကိုလုံးဝရှောင်ရှားတင်ပါတယ်အဓိကပြဿနာကတော့သူ့ရဲ့ခြေစွမ်းမတည်ငြိမ်မှုနဲ့စူးစမ်းအားထုတ်မှုအပိုင်းတွေပဲဗျလီယာအိုကပွဲစဉ်10ပွဲကစားရင်2ပွဲလောက်မှာကမ္ဘာအဆင့်ခြေစွမ်းမျိုးပြသနိုင်မယ်လေကျန်တဲ့10ပွဲလောက်မှာလုံးဝကိုပျောက်နေတတ်ပါတယ်အခုချိန်မှာ United လိုအပ်နေတာကအဲ့လိုမတည်ငြိမ်တဲ့ကစားသမားမျိုးမဟုတ်ပါဘူးပွဲစဉ်10ပွဲမှာ9ပွဲလောက်ကိုကောင်းကောင်းကစားပေးထားနိုင်ပြီးတော့ကျန်တဲ့3ပွဲလောက်မှာပုံမှန်ခြေစွမ်းပြသနိုင်မဲ့အားကိုးရတဲ့ကစားသမားမျိုးကိုသာလိုအပ်တာပါအစင်းနဲ့ဒါမှမဟုတ်လို့ရှင် PSG တို့လိုလူစီးတည်ငြိမ်ပြီးသားအသင်းတွေအနေနဲ့လီယာအိုလိုကစားသမားမျိုးကိုခေါ်ယူဖို့စွန့်စားရဲပေမဲ့လေအခုမှအုံမြင့်ပြန်ချနေရတဲ့ United အနေနဲ့ကတော့ဒီလိုကြီးမားတဲ့စွန့်စားမှုတွေကိုလုံးဝမလုပ်တင်ဘူးဗျဈေးကွက်ထဲမှာသူ့ထက်ပိုပြီးတော့ခြေစွမ်းတည်ငြိမ်တဲ့ကစားသမားတွေကိုရှာဖွေနိုင်ပါသေးတယ်ညီကိုတို့ရောယာဖေးလီယာအိုကို United ကိုခေါ်တင်တယ်လို့မြင်လားသူ့ကိုခေါ်ယူလိုက်တာဟာ United အတွက်တကယ်ကိုဆုံးရှုံးမှုဖြစ်လာနိုင်မလားဆိုတာကိုကွန်မန့်မှာဝေရောက်ဆွေးနွေးပြတော့ကြပါအောင်ဗျာ